ဒီနေ့ဗီဒီယိုမှာတော့ DHO Mac ကိုအသုံးပြုပြီးဖုန်းမျိုးစားတစ်ခုကောင်းမကောင်းစစ်ဆေးနည်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။အရင်ဆုံး browser ကိုဖွင့်ပါ။ပြီးရင်တော့ search bar မှာ DHO Mac ကိုလို့ရိုက်ရှာပါ။homepage ပေါ်မှာအမျိုးအစားအလိုက် device category ကိုတွေ့ရပါမယ်။စမတ်ဖုန်းမှာဆိုရင် camera, selfie, audio, display, battery ကိုတွေ့ရပါမယ်။ camera မှာဆိုရင် Huawei Pure 80 Ultra, selfie မှာဆိုရင် Apple iPhone 70 Pro audio မှာဆိုရင် Blackshark 5 Pro display မှာဆိုရင် Google Pixel 10 Pro HD battery မှာဆိုရင် Honor A7D အဲ့ဒါကြီးကစကူအများဆုံးရထားတာတွေပါနောက်တစ်ခုမှာကကိုစိတ်ဝင်စားတဲ့ device ကိုရှာဖွေဖို့ဆိုရင်ညာဘက်တောင်းကမင်း3ညောင်းကိုနှိပ်မယ်ပြီးရင် search for your device မှာကိုရှာခြင်းတဲ့ဟာကိုထည့်လိုက်ပါဥပမာ Samsung Galaxy S23 လို့ထည့်လိုက်မယ်အဲမှာ Samsung Galaxy S23 နဲ့ပတ်သက်တဲ့ battery test, camera test, display test, audio test တွေကျလာပါမယ်ပထမဆုံး battery test ကိုဝင်ကြည့်ပါမယ်အဲမှာ battery နဲ့ပတ်သက်တဲ့အသေးစိတ်တွေကိုတွေ့ရပါမယ်အဲ့လိုပဲကင်မရာနဲ့ပတ်သက်တဲ့နေရာမှာလည်းကင်မရာ specification တွေကိုကြည့်လို့ရပါတယ်ဒါဆိုရင် Samsung Galaxy S23 နဲ့ရိုက်ထားတဲ့ပုံတွေပါကြည့်လို့ရပါတယ်display test မှာဆိုရင်ဖုန်းရဲ့ size တွေ dimension တို့ resolution တို့ aspect ratio တို့ refresh rate တွေပါကြည့်လို့ရပါတယ်audio test မှာဆိုရင် speaker ဘယ်နှလုံးပါတယ်ဘယ်နေရာတွေမှာပါတယ်ကအစားကြည့်လို့ရပါတယ် selfie တက်မှာဆိုရင်လည်း front camera နဲ့ပတ်သက်တဲ့ specification တွေကိုကြည့်လို့ရမှာဖြစ်ပါတယ်ဒီ web app လေးကတော်တော်လေးအသုံးဝင်တဲ့အတွက်ဖုန်းတိုင်းမှာစောင့်နှားတင်ပါတယ်ဒီဗီဒီယိုလေးကနေကိုယ့်အတွက်အကျိုးတစ်ခုရလိုက်ရဆိုရင် channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးကို on အောင်မမေ့ပါနဲ့